ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်များအတွက်စိတ်ဝင်စားဖွယ်ရာပွဲခန်းသားများရုပ်တင်ဆက်ပေးလျက်ရှိရမှာဒီနေ့မှာတော့ကျွန်တော်ခုရောက်ရှိနေတဲ့ရွှေကုန်းဖျားနောက်ဖက်မုံရဲ့မော်လမြိုင်ဓမ္မယုံမှာကျင်းပပြုလုပ်မဲ့အထကမော်လမြိုင်စိတ်ဘက်ထရစ်ကျောင်းမှာပညာသင်ကြားရေးတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ညီသားဆရာကြီးဆရာမကြီးများကိုကျမ်းမာရေးထောက်ပံ့မှုအလှူငွေများပေးရတဲ့အခမ်းအနားကိုတင်ဆက်ပေးကြပါတယ်ဒီနေ့ပွဲခန်းသားကတော့ပထမဆုံးချိန်ဖြစ်ကျင်းပရလို့သိရပါတယ်ခင်ဗျာပရိသတ်များအားလုံးပဲဒီနေ့ပွဲခန်းသားရဲ့မြင်ကွင်းများကိုဆက်လက်ပြီးရရှိစားပေးပါဦးခင်ဗျာပရိသတ်များခင်ဗျာမော်လမြိုင်အထက်က9မှာကျောင်းဆရာကြီးဆရာမကြီးများကိုကျမ်းမာရေးထောက်ပံ့မှုအတွက်ထောက်ပံ့ငွေပေးရပွဲခမ်းနားကိုတော့ရွှေတကုံဖျားနောက်ဖက်မှုမှာတည်ရှိတဲ့မော်လမြိုင်အသင်းဓမ္မယုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်အခမ်းအနားကိုတော့မော်လမြိုင်အထက်က9မှာတာဝန်ထမ်းဆောင်ခဲ့တဲ့အငိမ့်စားဆရာကြီးဆရာမကြီးများကျောင်းသားကျောင်းသူများစုံစုံလင်လင်တက်ရောက်ခဲ့ပါတယ်ခန်းနာစာမှာတော့မော်လမြိုင်စိန်ဘက်ထရင်အထက်က9ကျမ်းမာရေးဆောင်ရှာမှုဖောင်ဒေးရှင်းရန်ကုန်မှဥက္ကဋ္ဌဖြစ်သူဦးရှိန်ဝင်းမှအဖွင့်မှာစကားပြောကြားပေးခဲ့ပါတယ်။ကျမ်းမာရေးဆောင်ရှာမှုတွေပြုလုပ်တဲ့ဦးမင်္ဂလာပါခင်ဗျ။မင်္ဂလာပါ။ဟုတ်ကဲ့ပါဦးတို့အနေနဲ့ခုလိုမျိုးမော်လမြိုင်အထက်က9ကျောင်းကဆရာကြီးဆရာမကြီးဟောင်းတွေကိုခုလိုမျိုးပေါ့နော်ကျေးဇူးတော်မြန်ကွန်ပျူတာရဲ့အနေနဲ့ဆရာကြီးဆရာမကြီးတို့ရဲ့ကျမ်းမာရေးဆောင်ရှောက်မှုအတွက်ဒီအလူငွေများပေးရတယ်လို့သိရပါတယ်ခင်ဗျာခုလိုမျိုးပွဲခန်းနာပြည့်မြောက်လာအောင်ဘယ်လိုမျိုးစီစဉ်ဆောင်ရွက်ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းလေးသိချင်ပါတယ်ခင်ဗျာဦးတို့ရဲ့မော်လမြိုင်စိန်ဘက်ထရစ်အထက်က9ကျောင်းနေတာဆိုလို့ရှိရင်နှစ်ပေါင်း150ကျော်ရှိသွားပါပြီဆိုတော့ဒီကျောင်းမှာရှိတဲ့ဆရာဆရာမတွေအနေနဲ့ကတော့ဒါဒီနှစ်စဉ်နှစ်ခြား3နှစ်ခြားတော့ကျွန်တော်တို့ကဒါလေဆရာပူဇော်ပွဲကြောတွေလုပ်ကြတာပေါ့သို့တော်လည်းအဲ့ဒီလုပ်တဲ့ညမှာဆရာကြီးဆရာမတွေကသက်ကြီးလာတဲ့ခါကျတော့အိုမင်းလာတယ်အိုမင်းလာတဲ့ခါသူတို့ရဲ့ကျမ်းမာရေးတွေချွေးရင်းလာတာကိုတွေ့ရှိရတယ်အဲ့ဒီခါကျတော့ကျောင်းသားတွေအားလုံးကတော့စုပေါင်းပြီးတော့စဉ်းစားတာဆရာဆရာမတွေကိုဒီနှစ်စဉ်နှစ်တိုင်းကျမ်းမာရေးဆောက်ရှောက်မှုတွေလုပ်ပြီးရင်သိကောင်းမှာပဲဆိုတော့အတွေးလေးတွေကရကြတယ်ရတဲ့အခါကျတော့အခုကမော်လမြိုင်ဆိုပေမဲ့လည်းသူကျွန်တော်တို့ကတချို့ဆရာဆရာမတွေကလည်းဒီရန်ကုန်နဲ့တခြားမြို့တွေကိုရောက်နေကြတယ်။မော်လမြိုင်ရှိတဲ့ဆရာဆရာမတွေလည်းကြံခဲ့တယ်။ဆိုတော့စဉ်းစားတော့နှစ်ပိုင်းကွဲနေတာပေါ့နော်။ကွဲတော့ခါကျတော့ဒါနောက်ဆုံးဘယ်လိုဆုံးဖြတ်ကြလဲဆိုလို့ရှိရင်ကျွန်တော်ရန်ကုန်မှာရှိတဲ့ဒါကျောင်းသူကျောင်းသားတွေကနေပြီးတော့ကျောင်းသားတွေပေါ့နော်။ကျောင်းသားတွေကနေပြီးတော့ကျောင်းဆရာဆရာမတွေကိုရန်ကုန်မှာရှိတဲ့ကျောင်းဆရာဆရာမတွေဆောက်ရှောက်ကြ။မော်လမြိုင်ရှိတဲ့ကျောင်းဆရာဆရာမဟောင်းတွေကိုမော်လမြိုင်ရှိတဲ့ကျောင်းသားကျောင်းသားဟောင်းတွေကနေပြီးတော့ဆောက်ရှောက်ကြဆိုတော့အဲ့ဒီဆိုပြီးတော့ကျွန်တော်တို့ကအုပ်စုလေးတွေဖွဲ့ပြီးမှအခုဒီနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါရန်ကုန်မှာရှိတဲ့ကျောင်းဆရာဆရာမတွေကိုဒါရန်ကုန်မှာရှိတဲ့ကျောင်းသားဟောင်းတွေကနေပြီးတော့ဒါဆောက်ရှောက်တဲ့ပထမကြိမ်မြောက်ပွဲလေးဖြစ်ပါတယ်။မော်လမြိုင်မှာရှိတဲ့ကျောင်းသားတွေကကျောင်းဆရာဆရာမတွေကိုမော်လမြိုင်ရှိတဲ့ကျောင်းသားတွေကပြီးခဲ့တဲ့23ရက်နေ့တပေါင်းလာပြည့်နေ့ကကျောင်းတော်ကြီးမှာပဲသူတို့အားလုံးကျမ်းမာရေးဆောက်ရှောက်မှုပွဲလေးထောက်ပံ့ပွဲလေးကျွန်တော်လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒါဆိုရင်ဒီနေ့ပွဲခန်းနာမှာဆရာကြီးဆရာမကြီးတွေကိုကျမ်းမာရေးထောက်ပံ့မှုအတွက်ဘယ်လိုမျိုးကျမ်းမာရေးဆောက်ရှောက်မှုတွေပေးရသွားမယ်ဆိုတဲ့အကြောင်းအရာလေးလည်းသိချင်ပါတယ်ခင်ဗျကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ထောက်ပံ့ပေးတဲ့ညမှာဒီနေ့ကတော့ဒါကျမ်းမာရေးအတွက်ဆောက်ရှောက်ဖို့အတွက်ဒါကျွန်တော်ထောက်ပံ့ငွေတော့ကျွန်တော်တို့ဒီနေ့ပေးပါပါပြီးပြီးနောက်ပိုင်းမှာလည်းဒီဆရာမတွေရဲ့ဒီလိပ်စာတွေရောနော်ကျောင်းသားတွေရဲ့လိပ်စာတွေရောကျွန်တော်တို့အဖွဲ့မှာ data တွေထားရှိပါတယ်နောက်ကျွန်တော်တို့အဖွဲ့ရဲ့မူကတော့ data နဲ့ information ပါပဲdata တွေကျွန်တော်တို့ကောက်ခံထားမယ်ကောက်ခံထားပြီးတဲ့ data တွေကဒီဆရာမတွေကဘယ်မှာနေမလဲဒီဆရာမတွေကိုစောင့်ရှောက်နေတဲ့အကြောင်းသားတွေကဘယ်သူတွေရှိတယ်ဆိုတော့ကျွန်တော်တို့ data အရင်ယူထားရပါတယ်ပြီးတဲ့ခါကျလို့ရှိရင်ဆရာတွေအဲ့ဒီဆရာမတွေကတကယ်ဖြစ်ပေါ်လာတဲ့ခါကျတော့ပြဿနာဖြစ်ပေါ်လာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကိစ္စကြီးငယ်ပေါ်လာတဲ့ခါကျရင်ကျွန်တော်တို့အဖွဲ့ကိုဆိုတော့အကြောင်းကြားပါမှာအကြောင်းကြားတဲ့ခါကျွန်တော်တို့ခုနပြောဆို data တွေကကျွန်တော်တို့ကအမြဲထိစပ်နေတဲ့အကြောင်းသားတွေကိုစုစည်းမယ်ကျွန်တော်တို့နဲ့ပတ်သက်တဲ့အကြောင်းသားဒီစေတနာရှင်ကျောင်းသားတွေအားလုံးကျွန်တော်စုစည်းပြီးတော့အဲ့ဒီဆရာမရဲ့ယောဂဝေဒနာတွေကိုကျွန်တော်တို့စုပေါင်းပြီးတော့ကုသမှာဖြစ်ပါတယ်
โอเคပါခင်ဗျာဒါဆိုရင်ခုလိုမျိုးဒါကိုကိုပညာရေးတို့တိုက်ကျွေးခဲ့တဲ့ကျောင်းဆရာဆရာမတွေကိုခုလိုမျိုးပြန်လဲပြီးတော့ကျေးဇူးဆက်ကွန်ပျူတာအနေနဲ့အခုလိုမျိုးပွဲခန်းနဲ့ပြင်ပဖြစ်ခဲ့တဲ့အတွက်ဆရာတို့ရဲ့ PD စကားသာလည်းကြားပြစေခင်ဗျာ ဆရာကြီးဆရာမတွေကတော့အသက်ကြီးပါပြီအသက်60ကျော်တဲ့ခါကျပင်စင်လဲသွားကြပြီသွားကြတဲ့ခါကျတော့ဘာဖြစ်လဲဆိုရင်သူတို့မှာဒီလိုကျွန်တော်တို့ဒီကျမကြီးထောက်ပံ့ပေးတဲ့ကျောင်းသားဟောင်းများအဖွဲ့ရှိတဲ့အတွက်ကြောင့်သူတို့အတွက်ဒါအင်အားတရားဖြစ်ဖို့အတွက်ကျွန်တော်တို့ကဖွဲ့စည်းပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ကလည်းဒီကျောင်းသားတွေအားလုံးအတွက်လည်းကုသိုလ်ရဖို့အတွက်လည်းဒီနေ့ဒါကျွန်တော်ကြုံတဲ့ပွဲလေးတွေဖြစ်ပါတယ်ဒါကြောင့်နှစ်ဦးနှစ်ဖက်ကောင်းကျိုးတွေနဲ့နော်ဒါအားလုံးကျွန်တော်ဒီနေ့မှာဆိုအမှန်မင်္ဂလာရှိပြီးတော့အမှန်တန်ကိုကြည်နူးဝယ်ကောင်းတဲ့လုပ်ရက်တွေပွဲလေးတွေဖြစ်တဲ့အတွက်ကျွန်တော်အရန်ပဲကြည်နူးဝန်တာမိပါတယ်ဟုတ်ကဲ့ပါဒီနေ့ပွဲခန်းမှာမပေါင်းပြေးခဲ့တဲ့ဆရာကြီးဆရာမကြီးတွေရောပြီးတော့ဦးတို့ရဲ့တငယ်ချင်းတွေရောရဝေးရောက်တငယ်ချင်းတွေလည်းအများကြီးရှိအောင်ပါပါသူတို့အတွက်မောင်နှစ်အများအတွက်ပါဝင်ဖို့အတွက်ဖိတ်ခေါ်စကားလေးကြားပြရစေခင်ဗျကျွန်တော်တို့ဒီအခုဒီမှာမတက်ရောက်နေတဲ့ဆရာဆရာမတွေလည်းရှိပါတယ်အဲ့ဒါလည်းကျွန်တော်တို့အိမ်တန်ရောက်သွားပြီးတော့ကျွန်တော်ထောက်ပံ့ငွေသွားပေးမှာဖြစ်ပါတယ်เนาะကျွန်တော်ဆရာဆရာမတွေနဲ့ပတ်သက်ပြီးတော့အားလုံးကျွန်တော်တို့ဒါဝေးမှရှိပြီးတော့လက်နှမ်းမပြီးပြီးတော့ကွဲကွာနေတယ်အဆက်အသွယ်ပြတ်တဲ့ပုံကိုယ်တွေအားလုံးကလည်းကျွန်တော်ဒီကျွန်တော်ဒီကျမ်းမာရေးဖောင်ဒေးရှင်းနဲ့ဆက်သွယ်ပြီးတော့เนาะကျွန်တော်ဆက်သွယ်ပြီးတော့ဆရာဆရာမတွေကိုစောင့်ရှောက်နိုင်ပါတယ်ဆိုတဲ့အကြောင်းပြောကြားချင်ပါတယ်